အမျိုးသမီးကကိုယ့်အင်ဂျီကိုချွတ်ပြီးသူ့ညီမတေဆုံးသွားတဲ့နေရာမှာခေါင်းတလားထဲဝင်လဲလိုက်တယ်။သူဒီလိုလုပ်ရတဲ့အကြောင်းရင်းကညီမဖြစ်သူရဲ့တေဆုံးမှုကိုစုံစမ်းဖို့ပါ။မကြာခင်မှာပဲသူ့ညီမရဲ့ခင်ပွန်းရောက်လာပြီးသူမတေပြီလို့ထင်နေတယ်။သူ့ရှေ့မှာသူ့စီစဉ်အကုန်လုံးကိုဖွင့်ချပြီးသူမပိုင်ဆိုင်မှုတွေကိုတင်းယူဖို့ဘလို့တက်ခဲ့ကြောင်းရှင်းပြတယ်။ဒါကိုကြားတော့အမျိုးသမီးကတုံးလှုပ်သွားပြီးသူ့ညီမရဲ့ခင်ပွန်းကဒီလိုလုပ်နိုင်တာကိုမယုံနိုင်ဘူး။ဒါပေမဲ့သူမလုပ်ခင်မှာပဲအဲ့ဒီလူကခေါင်းတလားဖုံးကိုရုတ်တရက်ပိတ်လိုက်တယ်။သူကအမျိုးသမီးရဲ့ပိုင်ဆိုင်မှုတွေကိုချက်ချင်းရယူခြင်းလို့ပါ။သို့တော့အိမ်တော်ထင်းကဒါကိုကန့်ကွက်တယ်။အဲ့ဒီလူကသူမပိုင်ဆိုင်မှုတွေကိုလိမ်လည်ပြီးရယူဖို့စ조사နေတာကိုသူသိနေလို့ပါ။ဒါကိုကြားတော့အဲ့ဒီလူကဒေါသထွက်ပြီးသူ့လူတွေကိုအိမ်တော်ထင်းကိုတက်ဖို့အမိန့်ပေးတယ်။ဒါတွေအားလုံးကိုမြင်တော့အမျိုးသမီးကဆက်ပြီးမခံနိုင်တော့ပဲခေါင်းတလားထဲကနေထွက်လာတယ်။လူတိုင်းကိုကြောက်လန့်စေခဲ့ပေမဲ့သူမကဘာမှမပြောဘဲသူ့ညီမဖြစ်ဟန်ဆက်ဆောင်နေခဲ့တယ်။ဒါကြောင့်သူ့ညီမရဲ့ခင်ပွန်းကသူမကိုတန်တရားမဝင်ခဲ့ဘူး။သို့တော့အဲ့ဒီလူကသူမတေပြီလို့သိတာကြောင့်သူမကိုသူ့ဇနီးအဖြစ်လက်ခံဖို့ညှင်းဆိုခဲ့တယ်။ဒါပေမဲ့အမျိုးသမီးကသူ့ဇနီးနဲ့အဆုံးကုန်တူနေတဲ့အတွက်သူမအသက်ရှင်နေတာကိုဝန်ခံဖို့ကလွဲလို့သူ့မှာရွေးချယ်စရာမရှိဘူး။တကယ်တော့အမျိုးသမီးကအဲ့ဒီလူကိုအမှန်တရားအကုန်လုံးကိုမပြောပြသေးဘူး။သူ့ညီမကိုတက်ခဲ့တယ်လို့ပဲသူလည်းဖြည်းဖြည်းချင်းသေးတာကိုမြင်ကျင်လို့ပါ